ဒီနေ့မှာတော့ကိုရီးယားမုံလာဦးချင်းပတ်လေးလုပ်ပြမှာဖြစ်ပါတယ်ပထမဆုံးအခွန်လေးတွေချက်ပါတယ်ပြီးရင်အနေတော့အရွယ်လေးလိဖြတ်ပါတယ်အနေတော့အရွယ်လေးလိဖြတ်ပြီးပြီဆိုလို့ရှိရင်ရေစေးပါတယ်ရေလေးပြအောင်စီးပြီးပြီဆိုရင်တခိုက်စာအနေတော့လေးတွေထပ်ပြီးတော့တုံးပါတယ်တုံးပြီးပြီဆိုရင်ဗနီကာရှာလကာရေပေါ့နော်ရှာလကာရေရဲ့တကြားရဲ့စားရဲ့တောက်ရည်တန်လေးရဲ့ထည့်ပြီးတော့အရည်လေးကိုအရသာရှိအောင်လုပ်ပါတယ်ပြီးရင်လှီးထားတဲ့မုံလာအုပ်လေးတွေကိုထည့်ပြီးတော့စိမ်ပါမယ်ဒီလိုထည့်စိမ်တဲ့အခါမှာအပြင်မှာတညထားပြီးတော့2ညလောက်ကိုတော့ရေခဲတက်တာထဲမှာထည့်ပါတယ်ပေါ့နော်ရေခဲတက်တာအောက်ကန်မှာထားပြီးပြီဆိုရင်3ရက်4ရက်ဆိုရင်စားလို့ရပါပြီဒါလေးတွေကိုကိုရီးယားကြက်ကြော်နဲ့တွဲစားလိုက်ရတယ်သို့မဟုတ်ဒီတိုင်းပေါ့နော်သမင်းနဲ့စားတဲ့အခါမှာထည့်စားလို့ရှိရင်ဥလန်းကြောင်တန့်စင်ပေးပါတယ်မုံလာဦးကဝမ်းချုပ်တာအတွက်လည်းကောင်းပါတယ်ဝမ်းချုပ်တဲ့လူတွေလည်းစားပေးသင့်ပါတယ်ဒါလွယ်လွယ်ကူကူနဲ့လူတိုင်းအိမ်တိုင်းမှာလှုပ်စားတဲ့နေလေးဖြစ်ပါတယ်လှုပ်စားကြည့်ပါနော်ဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးပါ